လူတစ်ယောက်ကပေါ့ပေါ့ပါပါခုန်တက်လိုက်ပြီးဘီယာပလင်းတစ်လုံးကိုဇရာကွက်ပေးမှာကတ်ထားလိုက်တယ်ပြီးတာနဲ့သူကဘောလုံးကိုလျင်မြန်စွာလူယူလိုက်ပြီးမျက်စိတမိတ်အတွင်းလေထဲကိုခုန်တက်ဘောလုံးကိုဆွဲသွင်းလိုက်တယ်ပြီးတော့ခုနကတဝက်တစ်ပြက်ဘီယာပလင်းကိုပြန်ဖမ်းပြီးတစ်ကြိုက်တည်းမောတောက်ချလိုက်တယ်ဘတ်စကတ်ဘောအတင်းကောင်းဆောင်ကအဲ့ဒီကောင်လေးကို6လက်လို့ရမယ်လို့ထင်ခဲ့ပေမဲ့ကောင်လေးရဲ့ပုံစံကစင်ခေါ်တဲ့အကြီးနဲ့နောက်တစ်ခေါက်မှာအဲ့ဒီကောင်လေးကကွင်းလယ်လောက်ကနေပြီးပြည့်စုံတဲ့3မှတ်တန်းဘောတစ်လုံးကိုပစ်သွင်းလိုက်တယ်ပရိသတ်တွေအားပေးတန်တွေစူညံသွားတယ်အဲ့ဒီတစ်ချက်တည်းနဲ့ပဲသူကပထမတန်းအတင်းမှာနေရာတနေရာရသွားခဲ့တယ်ဒါပေမဲ့အတင်းကောင်းဆောင်ကတော့ဒါဟာကံကောင်းသွားတာလို့ပဲယုံကြည်နေတယ်သူကကောင်လေးကိုပြန်ကြဘောတွေလိုက်ကောက်တာကနေစလို့ဖို့ပြောတယ်ကောင်လေးကပြန်ကြဘောကောက်ရတာပြင်းစရာကြီးလို့ပြန်ပြောတယ်သူကသူ့ရဲ့အဝေးကနေပစ်သွင်းမှုတွေကတကယ်တိကျတယ်လို့ပြောတယ်သူစကားတော့မဆုံးသေးဘူး10မီတာလောက်အကွာကနေတလုံးပစ်သွင်းပြလိုက်တယ်နောက်တနေ့မှာအတင်းကောင်းဆောင်ကလေ့ကျင့်ရေးကိုစောစောရောက်လာတယ်သူအတင်းရဲ့လှုပ်ဝက်လက်နဲ့တစ်ခုကိုတွေ့ရှိသွားပြီးအဲ့ဒါကတော့ဘယ်တော့မှမလွဲတဲ့အဲ့ဒီကောင်လေးပဲကွင်းလယ်ကနေပြစ်သမျှဘောလုံးတိုင်းဝင်နေသူကဆက်ရုပ်တရုပ်နဲ့တူတယ်သူ့အတင်းဖော်တွေကသူ့ကိုလေးစားသွားတယ်မကြခင်မှာပဲအဲ့ဒီကောင်လေးကအတင်းရဲ့ကျေပွင့်တစ်ဖြစ်လာတယ်ဒါပေမဲ့အတင်းရဲ့မူလကျေပွင့်ကတော့မပြောဘူးပရိသတ်တွေသူ့ကိုအားပေးနေတဲ့အတန်တွေကြားထဲမှာသူကအားကစားခန်းမထဲဝင်လာတယ်သူ့ရဲ့တမာတဲ့ကာယစွမ်းရည်တွေကိုထုတ်ကြွတယ်အဲ့လိုကြွားဝါပြီးတဲ့နောက်သူကကောင်လေးကိုအခြေခံတွေကိုပဲအာယုံစိုက်ဖို့ပြောတယ်ဒါကြောင့်နောက်ပိုင်းလေ့ကျင့်ခန်းတွေမှာကောင်လေးကတခြားသူတွေလေ့ကျင့်နေတာကိုထိုင်ကြည့်ရင်သူကိုယ်တိုင်ကတော့အခြေခံတွေကိုတေချာစူးစမ်းလေ့ကျင့်နေရတယ်မကြခင်မှာပဲအတင်းကပထမဆုံးပွဲကိုကစားရတယ်ဒါပေမဲ့ကျေပွင့်တစ်လေးကတော့ထိုင်ကြည့်နေုံပဲတက်နိုင်ခဲ့တယ်အတင်းကောင်းဆောင်ကအားနဲ့ဆွဲသွင်းနေတာကိုသူတွေ့နေရတယ်မူလကျေပွင့်ကလည်း3မှတ်တန်တွေကိုတေးတက်တက်ပစ်သွင်းနေတာကိုတွေ့နေရတယ်အဲ့ဒီအချိန်မှာအတင်းကောင်းဆောင်ကပြင်ပန်းသွားပြီးကောင်လေးကကစားခွင့်ရလာတယ်ဒါပေမဲ့သူကဘောလုံးကိုမထိန်းနိုင်ဘူးသူချက်ချင်းပဲဘောလုံးပါသွားပြီးတစ်ဖက်အတင်းကိုအမှတ်ပေးလိုက်ရတယ်သူ့ရဲ့အကောင်းဆုံးစွမ်းရည်ဖြစ်တဲ့ပစ်သွင်းတာတော့အလုံးမဖြစ်ခဲ့ဘူးသူပစ်လိုက်တာကတပ်ပုတ်ဆရာကိုတောင်သွားထိတယ်ဒါပေမဲ့သူ့ရဲ့ခုန်နိုင်တဲ့စွမ်းရည်ကြောင့်ပြန်ကျလာတဲ့ဘောလုံးကိုသူပြန်ဖမ်းယူနိုင်ခဲ့တယ်သူကတစ်ဖက်ကွင်းဘက်ကိုအမြန်ပြေးသွားပြီးကွင်းလယ်မှာရက်လိုက်တယ်ပြီးတော့3မှတ်တန်တလုံးပစ်သွင်းလိုက်တယ်အဲ့ဒီဘောလုံးဝင်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ဘူးဒါပေမဲ့ဝင်သွားတယ်အားပေးတဲ့မိန်းကလေးတွေကသူ့အတွက်အော်ဟစ်အားပေးကြတယ်ပရိသတ်အားလုံးကသူ့ကိုပဲကြည့်နေကြတယ်သူ့အတင်းဖော်တွေကလည်းနောက်ဆုံးတော့သူ့ကိုလက်ခံသွားကြပြီအဲ့ဒီပွဲနိုင်ပြီးတဲ့နောက်မှာတော့ကောင်လေးကအခြေခံစွမ်းရည်တွေရဲ့တန်ဖိုးကိုနားလည်သွားတယ်ဘောလုံးထိန်းတက်ဖို့အတွက်သူကမနက်4နာရီမှာဘတ်စကားတွေနောက်ကိုလိုက်ပြေးပြီးအိတ်ဆုံးငွေတွေရှူရှိုက်ရင်းလေ့ကျင့်ခဲ့တယ်အတင်းလေ့ကျင့်ရေးမှာသူကတခြားသူတွေထက်ပင်ပန်းခံပြီးလေ့ကျင့်တယ်သူအကြိမ်ကြိမ်လဲကျခဲ့ပေမဲ့အကြိမ်ကြိမ်ပြန်ထခဲ့တယ်သူ့ရဲ့စွမ်းရည်တွေကအလင်းအမြန်တိုးတက်လာတယ်လမ်းဘေးဘတ်စကတ်ဘောကွင်းမှာဆိုရင်သူကဒေတာခံလမ်းဘေးဘောလုံးပြင်ကိုတောင်အဆက်ခွဲနိုင်တဲ့အထိဖြစ်လာပြီသူ့ရဲ့ဘောလုံးထိန်းနိုင်စွမ်းကိုယုံကြည်မှုရှိလာတဲ့အခါသူကအတင်းကောင်းဆောင်ကိုဆွဲသွင်းတာတင်ပေးဖို့တောင်းဆိုတယ်ဒါပေမဲ့အတင်းကောင်းဆောင်ကညှင်းလိုက်တယ်သူကကောင်လေးကိုအခြေခံတွေကိုပဲဆက်လုပ်ဖို့ပြောတယ်ဒါကကောင်လေးကိုစိတ်ညစ်သွားစေတယ်အဲ့ဒီညမှာသူကအားကစားခန်းမကိုတယောက်ထဲသွားတယ်အတင်းကောင်းဆောင်ကမတင်ပေးဘူးဆိုရင်ကိုဟာကိုတင်မယ်လို့သူတွေးလိုက်တယ်ဒါပေမဲ့သူကသူ့ရဲ့အားကိုမထိန်းနိုင်ခဲ့ဘူးသူကမျက်နှာချက်ကိုတက်တက်ကြီးဝင်တိုက်မိတယ်ကံကောင်းစွာနဲ့ပဲသူ့ရဲ့တမာတဲ့ခန္ဓာကိုယ်ကြောင့်သူ့အသက်မသေးခဲ့ဘူးအဲ့ဒီဖြစ်ရပြီးနောက်မှာတော့ကောင်လေးကအခြေခံတွေကိုအလေးနဲ့ထားခဲ့တယ်သူစူးစမ်းလေ့ကျင့်ပြီးပွဲထွက်ကစားသမားနေရာကိုရခဲ့တယ်ဒါပေမဲ့ဒုတိယပွဲမစခင်လေးမှာပဲတန်ဘက်အတင်းကကစားသမားတွေကသူ့ကိုစပြီးလှောင်ပြောင်းကြတယ်သူတို့တွေအပြတ်သက်ရှုံးနေတော့မယ်ဆိုတာကိုမသိဘဲနဲ့ပေါ့